digital nomad တွေအနေနဲ့ထိုင်းကိုဘာလို့ရွေးချယ်တင်တာလဲခင်ဗျားက online ပေါ်မှာဝင်ငွေရှာနေတဲ့ freelancer တယောက်ပဲဖြစ်ဖြစ် content creator တယောက်ပဲဖြစ်ဖြစ်ထိုင်းကိုဘာလို့ရွေးချယ်တင်တာလဲဆိုရင်ပထမဆုံးအချက်တင်နဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကအိမ်ကြီးချင်းနိုင်ငံဖြစ်ပေမဲ့နေရာ lifestyle ကကွာခြားပါတယ် lifestyle ကွာခြားလို့နေထိုင်စေးလည်းအများကြီးကွာခြားလားဆိုလည်းတိတ်ပြီးကွာခြားမှုမရှိတော့ပါဘူးဘန်ကောက်မြို့ပေါ်မှာသာဈေးနေနေကြီးပေမဲ့ချင်းမိုင်ဘက်တွေမှာတို့နေဘက်တွေမှာဆိုရင်အစားတောက်ဈေးနေထိုင်ဈေးကမြန်မာနိုင်ငံနဲ့ဒန်းတူလောက်ပဲရှိပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာ digital nomad community ကလည်းများလို့မြန်မာနိုင်ငံထက်စာရင်အခွင့်အလမ်းတွေပိုများတဲ့အပြင် content creator ရဲ့အတွက်လည်းတက်လန်းတွေအများကြီးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်စကားမဆက်ပေါ့နော်ဘန်ကီစစ်တမ်းတဲ့အတွက်အရန်ကိုကောင်းပြီးတော့ content creator တွေ digital nomad တွေ freelancer တွေအတွက်လိုအပ်တဲ့ international transfer အတွက်ပါငွေကူးပြောင်းရတာအတော်လွယ်ကူချုံးမွေ့အဆင်ပြေပါတယ် example အရဆိုရင်တော့ Facebook monetization တို့ YouTube monetization တို့ပေါ့ Wife တို့ Stripe တို့ Payoneer တို့လည်းတော်တော်ကိုသုံးရတာအဆင်ပြေတယ်နောက်တစ်ချက်ကတော့ထိုင်းမှာလည်းမြန်မာ community တော်တော်လေးများနေပြီမို့ထိုင်းမှာနေရတဲ့ဆိုပေမဲ့မြန်မာအစားအသောက်တွေမြန်မာအငွေတက်တွေကအတိုင်းထက်အလွန်ရနေတာအမှန်ပါပဲဒါကြောင့်ထိုင်းမှာ digital nomad တယောက်အနေနဲ့နေထိုင်မယ်ဆိုရင်တိတ်မကွာတဲ့နေထိုင်စည်းနဲ့ပိုကောင်းတဲ့ lifestyle တစ်ခုရရှိမယ် digital nomad community များလို့အခွင့်အလမ်းတွေပိုရရှိနိုင်ပြီးမြန်မာတွေများလို့လည်းတခြားနိုင်ငံတွေထက်စာရင်ပိုအဆင်ပြေတယ်ဒါအပြင်ထိုင်းနိုင်ငံမှာဆိုရင် digital nomad တွေအတွက် DTP လိုမျိုး visa တွေလည်းရှိတာမို့ခင်ဗျားက freelancer နဲ့ content creator လိုမျိုး online ပေါ်ကငွေရှာနေတဲ့သူတယောက်ဆိုရင်ထိုင်းနိုင်ငံကရွေးချယ်တဲ့နိုင်ငံတွေတစ်ခုဖြစ်တယ်ပြောဖို့ကြံခဲ့တာတော့ရှိတယ်ပေါ့နော်နေထိုင်ဖို့ဗီဇာကိစ္စဆိုရင်တော့ထိုင်းကတခြားနိုင်ငံတွေထက်နည်းနည်းလေးပို့ပြီးတော့တိုင်ပတ်တယ်ဒါလေးတော့အားနည်းချက်ရှိတယ်ပေါ့ပိုကောင်းတဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်